ပကံမြို့မှာသား31ယောက်ရဲ့မိခင်အဖြစ်ခံယူပြီးချစ်ချိတ်တဲ့အလူကြီးပေးခဲ့တဲ့မင်းမြင့်မို့အားလုံးပဲမင်္ဂလာပါရှင်မင်းမြင့်မို့ကတော့ MRT4 ဇလန်တွဲတွေကနေအနုပညာလမ်းကျောင်းပေါ်ကိုတက်လာခဲ့တဲ့မင်းသမီးတွေထဲမှာအောင်မြင်ဆုံးအနုပညာရှင်လို့ပြောရမှာပါအကယ်ဒမီဆုကြီးကိုလည်းရရှိထားပြီးဖြစ်တဲ့မင်းမြင့်မို့ကပြည်သူရဲ့အားပေးချစ်ခင်ခြင်းကိုလည်းခံနေရတာဖြစ်ပါတယ်အနုပညာလောကတင်မှာတဲ့အောင်မြင်မှုတွေရရှိနေရမဟုတ်ပဲစီးပွားရေးလုပ်ငန်းမှာလည်းအောင်မြင်နေတဲ့မင်းမြင့်မို့ကမေလ17ရက်နေ့ကပကံမြို့မှာသား31ယောက်ရဲ့မိခင်အဖြစ်ခံယူပြီးအလှပွဲကြီးကျင်းပခဲ့တာဖြစ်ပါတယ်။မင်းမြင့်မို့ကပကံမှာပကံမြို့သူဆိုတဲ့ဟိုတယ်ကိုပိုင်ဆိုင်ထားပြီးအတော်လေးအောင်မြင်နေရပါ။ပကံမြို့သူစကားနဲ့တနိုင်ငံလုံးကပြည်သူတွေရဲ့အချက်တွေကိုတင်ပိုက်နိုင်ခဲ့တဲ့မင်းမြင့်မို့ကပကံမြို့နယ်လည်းမစိမ့်ပါဘူး။ဒါကြောင့်သူမရဲ့အသက်30ပြည့်အလူကိုပကံမြို့မှာပဲစီကာတိုင်မြိုင်စွာကျင်းပခဲ့တာပဲဖြစ်ပါတယ်။မင်းမြင့်မို့ကပကံမြို့မှာရှိတဲ့အခြေခံလူတန်းစားမိသားစုဝင်တွေရဲ့တာယောက်ျားလေးတွေကိုရှလောင်းဝတ်ခိုင်းပြီးအလူလုပ်ပေးခဲ့ရပဲဖြစ်ပါတယ်။ရှလောင်းပစ္စည်းအစုံတွေနဲ့မြမရိုးရာယဉ်ကျေးမှုတလေးထုံးတမ်းတဲ့ညီရှင်ပြုတ်ပေးခဲ့ရပါ။နိုင်ငံကျော်မင်းသမီးတယောက်အနေနဲ့အခုလိုအလူမျိုးကိုလာလို့ပေးခဲ့လို့ရှလောင်းတွေရဲ့မိသားစုဝင်တွေကလည်းပျော်မဆုံးဖြစ်နေရပါ။မြန်မာလူမျိုးတွေရဲ့ဒလေထုံတန်အရာတာယောက်ျားလေးမွေရင်ရှင်တာမဏေအဖြစ်တွတ်တွင်ပြီးရှင်ပြုတ်အလှလုပ်ပေးရတာပါဒါပေမဲ့မိသားစုဝင်စီးပွားရေးချင်းတွေရအခုလိုအလှကြီးလုပ်ပေးနိုင်ဖို့ရအဆင်မပြေကြပါဘူးဒါကြောင့်မင်းမြင့်မို့ကသူမရဲ့မွေးနေ့မှာသား31ယောက်ရဲ့မိခင်အဖြစ်ခံယူပြီးကလေးတွေအတွက်အလှကြီးလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်သူမအနေနဲ့သားသမီးမရှိပေမဲ့အခုလိုမိခင်အဖြစ်ခံယူပြီးရှင်ပြုတ်အလှလုပ်ပေးရတာကိုပီတိပြလို့မဆုံးဖြစ်နေရပါကိုရိုင်းကလေးတွေရဲ့မိခင်လို့ခံစားနေရပြီးကလေးတွေကလည်းသူမကိုအပြောင်းမခံအောင်ချစ်ခင်တွေ့တာနေကြတာပါကလေးတွေရဲ့မိခင်တွေကလည်းဝမ်းတာမြည်ရကြပြီးမင်းမြင့်မိုးရဲ့မွေးနေ့အလှကြီးကတော့မြင်တွေ့ရတူဖို့ကြီးညိုစရာပါပဲပြည်သူတွေကလည်းသူမရဲ့အလှကြီးကိုဓာရုခေါ်ပြီးချီးကျူးနေကြပဲဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းတုန်းကပရဟိတမိခင်ကြီးခိုင်နေဝေကလည်းသူမရဲ့ခိုင်နေဝေကီဟာကကလေးလေးတွေကိုမင်းသားမင်းသမီးတွေနဲ့တပိတ်လွဲပြီးအလှပွဲကြီးကျင်းပပေးခဲ့တာပါအခုလည်းမင်းမြင့်မို့ကရှင်လောင်းတွေကြီးပဲရှင်ပြုတ်အလှပေးခဲ့ရပဲဖြစ်ပါတယ်။ပြည်သူတွေကတော့သူမရဲ့အေချန်တဲ့အလှနဲ့မွန်မြတ်တဲ့စိတ်ထားလေးတွေကြောင့်အချက်ပူနေကြတာပါ။မင်းမြင့်မို့ကမွေးနေ့ညမှာတော့အစိုးရအောင်တက်တွန်းနဲ့အတူသူမရဲ့ပကံမြို့သူဟိုတယ်မှာပဲတချင်တွေဆိုပြီးပျော်ပျော်ပြပဖြတ်တန်းခဲ့တာပါ။ရန်ကုန်မှာမဟုတ်ပဲပကံမြို့မှာကျင်းပတာကြောင့်အခြားနုပညာရှင်တွေတော့မပါပဲသူမရဲ့မိသားစုတွေနဲ့ဒါချိတ်ချိတ်တဲ့အလှပေးကြရပဲဖြစ်ပါတယ်။ပကံမြို့အလူတော်ပြေဖျားမှာအကျွေမွေးအပြင်းဆုံးတဲ့အလူပဲကြီးကိုကျင်းပခဲ့တာပဲဖြစ်ပါတယ်။ပကံမြို့ကိုနောက်ခံကြပြီးအလူတန်းလက်ရမှာလည်းအလူတကာမကြီးဖြစ်တဲ့မင်းမြင့်မို့ကလှတွေးကျွေနေပြီးပကံမြို့နယ်လည်းလိုက်ဖက်လွန်းတာကြောင့်ပြည်သူတွေကတော့ပကံမင်းသမီးလေးဆိုပြီးတင်စားခေါ်နေကြတာပါ။ဒါပေမဲ့မင်းမြင့်မို့နဲ့ချစ်တူရီဆိုပြီးတရင်တွေထွက်နေတဲ့တယောက်ဆောင်အေးချမ်းမောင်ကိုအလူပွဲရီမာရောအလူပွဲပြီးကျင်းပတဲ့ပါတီမာရောမတွေ့မိတာကြောင့်လမ်းခွဲသွားကြပြီလားလို့မိကွင်းတွေထုတ်နေကြပဲဖြစ်ပါတယ်။ပါတီတင်တာမှာအောင်ထက်တို့လူအစိုးရတောင်ပါပြီးအေးချမ်းမောင်ပါမလာတာကြောင့်သူတို့ကိုသဘောတူနေကြတဲ့ပြည်သူတွေကတော့မကြင်မနှက်ဖြစ်နေကြတာပါကြည့်ရှုနေတဲ့ပြည်သူတို့အနေနဲ့ရောဗကံမြို့မှာချစ်ချိတ်တဲ့အလူပွဲကြီးကျင်းပခဲ့တဲ့မင်းမြင့်မို့အပေါ်အမြင်လေးတွေကိုလည်းပြောခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကြားတဲ့နဲ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့အသစ်တစ်တော်ဗရီဒီနိုင်မလွတ်တန်သိရှိနိုင်ဖို့အတွက်ဘေးနာအချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပြီးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်